ကဲကျွန်တော်တို့ညီမလေးဘုံမရဲ့အလူကိုမလာနိုင်တဲ့အဝေးမှာရှိနေတဲ့ဘုံမရဲ့ပြိတ္တဖန်ဒီအတွက်ကျွန်တော်ဒီအမေအများဆုံးမိကွင်းလေးကျွန်တော်ဖြည့်ပေးလိုက်ပါတယ်ခင်ဗျာနော်ဒါလေးကတော့ကျွန်တော်ဖိတ်စာလေးပြတာဖြစ်ပါတယ်လို့အဲ့တော့ဘယ်မှာလူမာလဲဆိုတော့ကျွန်တော်တို့ကြောက်ပရောင်းမှာလူမာပါဘူတာကွတ်တစ်ထဲမှာဖြစ်ပါတယ်ဗျကျွန်တော်တို့အလူပွဲဘယ်ရက်လဲလို့မေးကြတယ်ပေါ့နော်အလူပွဲကတော့ကျွန်တော်တို့တရင်ကျွတ်လာပြီကျော်တရက်နေအဝင်2ရက်နေပွဲကြီးဖြစ်ပါတယ်နက်ဖန်15ရက်နေ့ကျွန်တော်တို့လာပြီနေ့မှာတော့ကျွန်တော်တို့အလူချိုတရားပွဲကြီးကိုကျင်းပသွားမှာဖြစ်ပါတယ်လို့အဲ့ဒီအလူချိုတရားပွဲကြီးမှာကျွန်တော်တို့တရားဟောမဲ့ကျွန်တော်တို့ဆရာတော်ဘုရားကတော့ရွှေမြိုင်ဆရာတော်ဖြစ်ပါတယ်ရွှေမြိုင်ဆရာတော်အရှင်နန္ဒသီရိယနေပြီးတော့အလူချိုတရားကြီးကိုဟောကြားသွားမှာဖြစ်ပါတယ်ခင်ဗျာကဲဘသူတွေပဲဆိုင်းနေတီးကြမှာလဲဆိုဆိုင်းကတော့မန္တလေးကကျွန်တော်တို့ညီကိုတွေလာရောက်ပြီးတော့လည်းတီးပါမယ်တဲ့အဲ့တော့နောက်တော့ကြောက်ပတောင်းကရှိနေတဲ့ညီကိုတွေလည်းပဲဝိုင်းဝန်းတီးမယ်မင်းသမီးတွေလည်းအများကြီးကမှာဖြစ်ပါတယ်ဗျာကဲဘယ်မှာလဲမန္တကဒါဘုံမအိမ်မှာဘုံမအိမ်ရှိတဲ့မှာကျွန်တော်တို့မန္တကြီးစတောက်လုပ်ပြီးတော့အိမ်မှာပဲလှူတာဖြစ်ပါတယ်ကဲဗာတိချင်းသေးလေ